အားလုံးပဲမင်္ဂလာပါလို့ကျွန်တော် channel လေးနှုတ်ဆက်လိုက်ပါတယ်ဒီနေ့မှာဘာလေးသတင်းထူးတယ် first part လေးဘာလေးပြောင်းလဲရှိလဲတိတ်လို့ထွေထူးပြပြောင်းလဲလဲမရှိဘူးကလပ်ဝေါ်ကန်လေးရလဲပြိုင်ဆိုင်လို့ပြောရမလို့ဘိုင်ယန်မြူးနစ်ရလဲနယူးဇီလန်ကလပ်ကိုအုပ်လိုက်တာ10-0တဲ့ပေါ်လေးအောက်လေးရဆင်ပြေသွားပြီမဲ့ကိုရီးယား fantasy ပြိသက်လေးရလို့ဦးစီရဲလာယူလက်ွက်ခံစားလိုက်ရလို့ထင်တယ်နော်ပြီးတော့ primary ကနည်းနည်းတတိထားမှာနော်ပေါ်တိုတော့တေးကန်သွားနော်ဘာပြောတတိထားမဲ့အသိန်းတစ်သိန်းတော့ပေါ်လာပြီးတော့ခုထိမပေါ်လာသေးဘူးခုလက်ရှိကစားတဲ့ဘရာဇီးကလပ်နဲ့အမေရိကန်ကလပ်ကလည်း2-0နဲ့ဖြစ်နေတယ် PSG နဲ့ Atletico ကိုဂိုးပြတ်သွားတော်တော်ဆိုးဆိုးဝါးပဲနော်7 minute ဒီပွဲရတော့နည်းနည်းကြရက်ထားပါဖိုးစီးတယ်တော်တော်ကိုဂိုးပြတ်သွားလူစင်းကြည့်လိုက်တော့တယ် Atletico လည်းလူပြည့်ပဲ PSG မှာ Dembele တောင်လိုင်းရမပါလာဘူးနော်အဲ့တော့ဒီနေ့ transfer လေးကဘာလေးအပြောင်းလဲရှိတယ်ဆိုတော့ကျွန်တော်တို့မပြောသေးဘူးနောက်မှ transfer သတင်းတွေနဲ့ပြန်လာခဲ့ပါမယ်ကျေးဇူးတင်ပါတယ်